ရားရှင်နာမတိုင်းကိုကြည်ပါစေဒီတစ်ချိန်လေးကိုကောင်းဆုံးဖြစ်အောင်ဆရာပတ်စတာစလိုင်းတွေလေးခေါ်လို့ပြီးတော့ပေါင်းချီးမွမ်းပေးပါလေဆရာတို့မိသားစုရောက်ရှိနိုင်တော့ဘုရားရှင်နာမကောင်းပေးပါလေကျွန်တော်တားခံတဲ့ချီးမွမ်းတဲ့ချိန်လေးကတော့ကျေးဇူးတော်ဆိုတဲ့ဘုရားရှင်ရဲ့ဖြစ်ပါလေအားလုံးနားသိခေါ်ကြပါစို့